လူတိုင်းကစိတ်ဆန္ဒတစ်ခုရှိကြမယ်ထင်ပါတယ်အဲ့ဒါပါလဲဆိုရင်ငကိုလက်ရှိနေထိုင်နေရတဲ့ဘဝထက်ပိုကောင်းတဲ့ဘဝတစ်ခုကိုရောက်ချင်တဲ့စိတ်ဆန္ဒဖြစ်ပါတယ်အချို့လူတွေကဝတ်ထမ်းအလုပ်လုပ်ကြတယ်အချို့ကကိုယ်ပိုင်စီးပွားရေးလုပ်တယ်စားဝတ်နေရေးအတွက်ဝင်ငွေနဲ့ထက်ငွေလုံးချလည်နေကြတဲ့ဘဝတွေများကြပါတယ်အဲ့ကြတော့အခုအလုပ်ကနေတွဲဖက်ပြီးလုပ်ကန်လို့ရမယ်စီးပွားရေးတစ်ခုများရှိမလားဆိုပြီးအတွေ့အများဝင်ကောင်းဝင်နေပါလိမ့်မယ်မဟုတ်ဘူးဆိုရင်လည်းဒီလိုမျိုးစီးပွားရေးကိုရှာဖွေတဲ့သူတွေလည်းရှိကောင်းရှိနိုင်ပါတယ်အဲ့ကြတော့ကျွန်မကဘာပြောချင်လဲဆိုရင်ဒီလိုမျိုးငကိုအလုပ်နဲ့တွဲဖက်လုပ်ကန်လို့ရတဲ့စီးပွားရေးတစ်ခုရှိပါတယ်သူကဘာလဲဆိုရင် online digital business စီးပွားရေးဖြစ်ပါတယ် system က 90% ထောက်ပံ့ပေးထားတယ်လုပ်ငန်းအတွေ့အကြုံလုံးဝမရှိဘဲနဲ့မြည်သည့်နေရာမြည်သည့် data ကမဆိုလုပ်ကင်လို့ရတယ်။ကိုတယောက်တည်းလုပ်ကင်နေစရာမလိုဘဲနဲ့ community နဲ့တွဲဖက်ပြီးလုပ်ကင်လို့ရတဲ့စီးပွားရေးတစ်ခုဖြစ်ပါတယ်။အဲကြောင့်မလို့ကိုကငကိုဘဝထက်ပိုကောင်းတဲ့ဘဝကိုရောက်ချင်တဲ့စိတ်ဆန္ဒကဘယ်လောက်ပြင်းပြတယ်လဲပုံမှာမူတည်ပြီးတော့ကိုရဲ့လှုပ်ဆောင်ချက်ကလည်းနောက်ကလိုက်လာမှာဖြစ်ပါတယ်ကိုကစိတ်ဆန္ဒကရှိမယ်ဆိုရင်ဒီဟာကစိတ်ကူးပဲဖြစ်နေပုံမှာဖြစ်ပါတယ်အဲကြောင့်မလို့စိတ်ဆန္ဒကို action ဖြစ်ပြောင်းလဲပြီးတော့စတင်လေ့လာကြည့်တဲ့အစစ်ကနေလေ့လာစတင်ပါလို့ကျွန်မကတော့ဖိတ်ခေါ်ချင်ပါတယ်ဒီငကိုမူရင်းဘဝနဲ့ဆက်သွားမလားပိုကောင်းတဲ့ဘဝကိုရွေးချယ်မလားဆိုတာမိတ်ဆွေတွေရဲ့သဘောပဲဖြစ်ပါတယ်ကျွန်မကတော့ဒီစီပွားရေးအခွင့်အလမ်းရှိတယ်ဆိုတာကိုမျှဝေပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မခက်ခဲတဲ့ပါ